အားလုံးပဲမင်္ဂလာပါဗျာထွန်းသက်ပြရကြိုဆိုပါရစေဒီနေ့မှာတော့ Play Store တန်ရှင်းရေးလုပ်တဲ့နည်းလမ်းလေးကိုမျှပြီးသွားမှာဖြစ်ပါတယ်ကိုက Play Store မှာကိုရှာချင်ခဲ့တဲ့ဟာတွေကိုရှာခဲ့တဲ့အတွက်ကြောင့်မို့ Play Store လေးနေရာတွေဟန်နေရာတွေဖြစ်တတ်ပါတယ် Play Store မှာဝင်တဲ့ခါကျရင်ကိုရှာချင်တဲ့ခါမြင်မြန်ဆန်ဆန်နေမရတာတွေဖြစ်တတ်ပါတယ်အဲ့အတွက်ကြောင့်မို့အခုလိုမျိုးတန်ရှင်းရေးလုပ်ပြီးထားမယ်ဆိုရင်တော့ပေါ်ပါပြီးတော့သုံးရတာအဆင်ပြေပါလိမ့်မယ်ဗျာအဲ့အတွက်ကြောင့်မို့ကျွန်တော်ပြောတဲ့နည်းလမ်းလေးတိုင်းလိုက်ပြီးတော့လုပ်ကြည့်ပါဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့ Play Store ကိုဝင်ပြရမှာဖြစ်ပါတယ်List တွေရောက်သွားပြီဆိုတော့အပေါ်ဆုံးမှာရှိရဲကိုယ့်ရဲ့အကောင့်လေးတွေဝင်ပြရမှာဖြစ်ပါတယ်ဒီနေရာလေးပါအကောင့်လေးကိုရောက်သွားပြီဆိုတော့ကျွန်တော်အောက်ကိုနည်းနည်းဆွဲချလိုက်ပါ RB setting ဆိုတဲ့နေရာကြီးတွေ့ပါလိမ့်မယ်ဒီနေရာလေးပါ setting နဲ့ကိုရောက်သွားပြီဆိုတော့အပေါ်ဆုံးမှာရှိရဲ generator ဆိုတဲ့ဒီဟာပေါ့နော် generate ဆိုတဲ့ဒီနေရာလေးကိုနှိပ်လိုက်ပါအဲ့ဒီမှာကျွန်တော်တို့ account and device ဆိုတဲ့ဒီ preference ဆိုတဲ့ဒီနေရာလေးကြည့်ပါလိမ့်မယ်အဲ့ဒီနေရာကိုထပ်ဝင်ပြပါရပြီးသွားပြီဆိုရင်တော့ကျွန်တော်အောက်ကိုနည်းနည်းဝင်လိုက်ပါဝင်လိုက်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီမှာ clear device ဆိုတဲ့အားလေးရှိရနော်အောက်ကိုနည်းနည်းဆွဲချလိုက်ပါနော် clear device history ဆိုတဲ့ဒီနေရာလေးတွေ့ပါနော် set history ဆိုအဲ့အားလေးကိုနှိပ်လိုက်ပါရပြီးတော့ clear history ဆိုတဲ့အားလေးကိုနှိပ်ရမှာဖြစ်ပါတယ်တစ်ခါနှစ်ခါသုံးခါလောက်ရှင်းပြလိုက်ပါအပေါ်ဆုံးဟာကိုသုံးခါလောက်ရှင်းပြလိုက်ပါနော်ဒီလိုမျိုးအားလေးကိုသုံးခါရှင်းပြလိုက်ပါအဲ့ပြီးသွားရင်အောက်မှာရှိတဲ့ clear the with less ဆိုတဲ့ဒီအားလေးပေါ့နော်ဒီနေရာလေးကိုလည်းထပ်ပြီးနှိပ်ပြပါနှိပ်ပြီးသွားပြီဆိုရင် clear ရှင်းလိုက်ပါအဲ့ဒါဆိုလေကျွန်တော်တို့3ခါရှင်းပြလိုက်ပါဗျာ3ခါရှင်းပြလိုက်ပြီဆိုရင်တော့ကိုဒီရှာထားခဲ့မြတ်ဟာတွေကျွန်တော်တို့ရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်အခုကျွန်တော်ပတ်ပြန်ထွက်ပြီးတော့ဒီမှာ Play Store ကိုကျွန်တော်တို့ပြန်ဝင်လိုက်မှာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဝင်ရတာတက်တက်လက်လက်နဲ့ဖြစ်သွားပါလိမ့်မယ်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကတစ်စုံတရာကြိုးကြည့်ရှိမယ်ဆိုရင်တော့ like and share လုပ်ပြီးသွားပါအောင်ဗျာနောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်